မရှိပါရဲ့တထောင်ကြောင့်ဤဘိုးရဲ့လက်တွေအထိနာသွားခဲ့ပေမဲ့ဤဘိုးကဆက်ပြီးထိုးတဲ့အခါမရှိပါကတထောင်နဲ့ထပ်တိုက်ပေးလိုက်ပါတယ်တထောင်နဲ့ခုခံတာကတရားဝင်နီးစနစ်ဆိုပေမဲ့ရက်ဆက်ရကြာလွန်ပြီးမရှိပါကတော့ကျင်းနေခဲ့ပါတယ်ဤဘိုးရှိတ်တို့ရခန့်နေတဲ့အချိန်နီးပြကဂျိုက်တွေခပ်ပြက်ထိုးပြီးမရှိပါကိုအနာမပေးဖို့နဲ့အခွင့်အရေးကိုစောင့်ယူဖို့အော်ပြောပါတယ်ဤဘိုးစူးစမ်းပြီးရှိတ်တို့သွားခဲ့ပေမဲ့လည်းမရှိပါရဲ့လက်တန့်ရှည်ကျူးတွေကမျက်နှာနာမှာဝဲနေပြီးအခက်တွေ့နေရပါတယ်မရှိပါကဖီအားတွေပေးရင်ဤဘိုးကိုကျိုးလန်းတွေပဲပိုးနိုင်လိုက်ပြီးနောက်ဖလစ်ကချက်တွေကိုအထာကြတုံးပြလာခဲ့ပါတယ်ဤဘိုးဘာလို့ရမှန်းမသိဖြစ်နေချိန်ဘော်ဒီကိုအထိုးခံလိုက်ရပြီးလျှက်တစ်ပြက်ပြန်ထိုးလိုက်ပေမဲ့မရှိပါကတထောင်နဲ့ခုခံလိုက်ပါတယ်လက်ချောင်းတွေရဲ့အကွဲတန်းတွေကိုတောင်ကြားလိုက်ရပေမဲ့ဤဘိုးကတော့သူ့မှာလှုပ်စီရဆိုလို့ဒီလက်သီးတွေပဲရှိရကြောင်းရှေ့ဆက်တိုးလာခဲ့ပါတယ်မရှိပါကဤဘိုးရဲ့လက်သီးတွေကိုဆုပ်ဖြဲပြစ်မဲ့ဆိုပြီးကျင်းဝါနေပေမဲ့နောက်တစ်ခါတထောင်နဲ့ကာလိုက်တော့တခုခုကိုခံစားသွားရပါတယ်ဤဘိုးရဲ့အတွေ့ထဲမှာခြေထောက်တရွစွဲနေရတောင်အရှုံးမပေးပဲတိုက်ခိုက်ခဲ့တဲ့မီးရတိုင်းရဲ့ပုံရိပ်တွေကိုမြင်အောင်နေတာဖြစ်ကြောင်းတခါမူရကပြောပြပါတယ်အဲ့ဒါကြောင့်အခုချိန်မှာဤဘိုးကိုဘယ်သူမှတားဆီးနိုင်မှာမဟုတ်ပဲလက်တွေစုပ်ပြဲသွားရင်တောင်တိုက်ခိုက်နေအောင်မှဖြစ်ပါတယ်မရှိဘကလည်းဤဘိုးရဲ့လက်မလျှော့တဲ့စိတ်ဓာတ်နဲ့ရဲတင်းမှုတွေကိုရှိန်လာခဲ့ပြီးဤဘိုးကတော့လက်သီးတွေရမ်းနေတုံးပါပဲနီးပြကမရှိပါရဲ့ဘယ်ချမ်းပွင့်သွားရင်ဝင်ဖို့လွယ်ကြောင်းနဲ့ပွဲကဤဘိုးရဲ့ခြေလမ်းတွေထဲမှာပဲရှိနေကြောင်းပြောပြပါတယ်ဤဘိုးရဲ့ညာဘက်ထိုးချက်တွေကိုမရှိပါကတထောင်နဲ့စတိုက်ကာနေရကြောင်းဤဘိုးရဲ့လက်တွေထုံနေပါပြီအဲ့နောက်ဤဘိုးရှေ့တို့သွားတဲ့အချိန်မရှိပါကဘယ်လဲနဲ့ဖိန်းလုံးလိုက်ပြီးညာလက်ဆောင်နဲ့မျက်နှာကိုထိုးချပစ်လိုက်ပါတယ်ဤဘိုးကတော့မီးရတာတောင်အရှုံးမပေးပဲတိုက်ခိုက်ခဲ့တာမို့သူလည်းပဲစူးစမ်းရအောင်မယ်ဆိုပြီးပြန်ထိုးတဲ့အခါမရှိပါကတထောင်နဲ့ကပြီးပင့်လက်သီးကျွေးသွားပါတယ်ဤဘိုးအထိနာသွားခဲ့ပေမဲ့လည်းသူ့ရဲ့အပြင်သားထိုးချက်တွေကိုခံစားလိုက်ရတဲ့မရှိပါရဲ့တထောင်လေးကလည်းစုပ်ပြဲနေပြီဖြစ်ပါတယ်မရှိပါကဤဘိုးရဲ့လက်သီးတွေကိုဖျက်ဆီးပစ်ဖို့လုပ်ခဲ့ပေမဲ့အခုတော့သူ့ရဲ့တထောင်စစ်ပဲပျက်စီးသွားခဲ့ရပါတယ်ဤဘိုးလည်းရလာတဲ့အခွင့်အရေးကိုကောင်းကောင်းကြီးအသုံးချဖို့မရှိပါစီတိုးဝင်သွားခဲ့ပြီးဘော်ဒီကိုလက်သီးတွေနဲ့အာရပါရထိုးပေးလိုက်ပါတယ်မရှိပါအထိနာသွားတဲ့အခါခြေထောက်တွေတုံကြီးသွားပေမဲ့ဤဘိုးကလည်းအစောပိုင်းမှာရခဲ့တဲ့ဒဏ်တွေကြောင့်နာကျင်နေပါတယ်ဒါပေမဲ့အခွင့်အရေးရတော့အာတင်ထားပြီးမရှိပါကလည်းသူ့ကိုယ်သူမနာဘူးလို့ပြောရင်အာယူနေရပါတယ်ဤဘိုးကမရှိပါရဲ့ဘော်ဒီကိုစတိုက်ထုံးနေပေမဲ့ဤဘိုးရဲ့လက်သီးပြင်းအားတွေကိုခံနိုင်တဲ့အထိမရှိပါကတန်မာနေပါတယ်ဤဘိုးကလည်းစတိုက်ထုံးနေခဲ့ပြီးအော်ဟီတို့ကမေယိုနှိမ့်ကြလောက်ဆက်ထုတ်ဖို့အားပေးနေကခုမီကတော့စိုးရိမ်နေရပါတယ်မရှိပါကတော့လက်တက်ဖက်ထဲနဲ့ဤဘိုးရဲ့အားပြင်းတဲ့ထိုးချက်တွေကိုကြာတောင်းမခံနိုင်ပဲဖတ်လိုက်ရပါတယ်ဤဘိုးကရုံထွက်ပြီးထိုးဖို့လုပ်ပေမဲ့ဒီတစ်ချိန်မှလည်းခေါင်းလောင်းတန်ကမရှိပါကိုကဲသွားခဲ့ပြီးသူတို့ရဲ့ထိုးကပ်တွေကိုပြိတ္တတွေကအားရနေကြပါတယ်ခုမီလေးကတော့သူ့အကိုရဲ့အသေးချိတ်ထိုးပွဲကြီးကိုမကြည့်နိုင်တော့လို့ထွက်သွားခဲ့ပါတယ်ဤဘိုးရဲ့ထိုးချက်တွေကြောင့်မရှိပါရဲ့တထောင်သစ်သွေးကြောနားမှာအကွဲမှုလေးတွေဖြစ်သွားပါတယ်ဒီအချိန်မှာဤဘိုးအမတ်တွေပြန်ရလိုက်ပေမဲ့နီးပြကသူ့လက်သီးကိုစိတ်ပူနေပြီးလက်အိတ်ထဲကသွေးတွေစီးကြလာတာကိုမြင်လိုက်ရပါတယ်ဒါဟာတာမန်ပေါက်ပြဲရုံလောက်မဟုတ်ပဲအယိုးပိုင်းမှာထိခိုက်ထားပြီးဆက်ထုတ်မဲ့ဆိုရင်ဤဘိုးအတွက်အန္တရာယ်များလွန်ပါတယ်အခက်မသိရင်ကစားသမားဘဝကနေပါအနားယူသွားရနိုင်ပြီးရူကီချန်ပီယံဆိုတာပုံမြင့်တဲ့နေရာကိုတက်လန်းနိုင်ဖို့အထောက်အကူတတလေးပဲဖြစ်ပါတယ်နီးပြကဤဘိုးရဲ့ကစားသမားဘဝကိုအန္တရာယ်မဖြစ်စေဖို့ဒီချန်ပီယံပွဲကိုရန်နာစေခြင်းပါတယ်ဒါပေမဲ့ဤဘိုးရဲ့အကြည့်တွေကြောင့်တားလို့ရမဲ့ကောင်မဟုတ်ဘူးဆိုတာသိလိုက်ပြီးနီးပြကြီးလှုပ်ပေးနိုင်တာဆိုလို့ဒဏ်ရာကိုအနှဲငယ်တတ်အောင်လှုပ်ပေးရနဲ့လမ်းညွှန်ပေးနိုင်ရုံပဲဖြစ်ပါတယ်အပြင်းပြင်းထိုးရမဲ့အလုံးတွေဆိုရင်ဒဏ်ရာရထားတဲ့ညာလက်သီးကိုမသုံးပဲဘယ်လက်သီးကိုပဲသုံးခိုင်းပြီးညာလက်သီးကိုဖိန်လုံးအနေနဲ့ပဲသုံးခိုင်းပါတယ်ဤဘိုးကဘယ်လက်တစ်ဖက်ထဲနဲ့မရှိပါကိုမနိုင်ဘူးဆိုပြီးပြောတော့နီးပြကလည်းနောက်ဆုံးအချိန်မှာညာလက်ကိုထုတ်သုံးဖို့ပြောပါတယ်ဘယ်လက်သီးတွေနဲ့မရှိပါရဲ့ဘော်ဒီကိုထိုးပြီးမေယိုနှိမ့်ကျလာတဲ့အခါမှာညာလက်သီးတစ်ချက်ထဲနဲ့အမောက်သိပ်ပေးရမှာဖြစ်ပါတယ်ဒါပေမဲ့ညာလက်သီးကိုတစ်ခါပဲသုံးသင့်ကြောင်းနီးပြကမှားလိုက်ပြီးတတိယအချီစတင်လာခဲ့ပါတယ်မရှိပါရဲ့တထေးကနောက်ကျမှအာကစားရုံထဲကိုရောက်လာခဲ့ပြီးခုမီကိုတိုးလိုက်တဲ့အချိန်တစ်ဖက်မှာတော့ချနေကြပြီဖြစ်ပါတယ်မရှိပါရဲ့နီးပြကခြေခွက်တွေတုံပြီးခွာထိုးခိုင်းပေမဲ့မရှိပါကတော့ခြေခွက်တွေတုံပြီးပြန်မတိုင်းနိုင်ရင်သူ့ပဲခံရမှာဆိုပြီးတွေးထားပါတယ်အဲ့ဒါကြောင့်ညာဘက်လက်တက်ဖက်ထဲနဲ့တိုက်ခိုက်နေခဲ့ပြီးဤဘိုကလည်းဘယ်လက်သီးနဲ့ဝင်လုံးနေခဲ့ပါတယ်ခုမီကသူ့အတွက်တိုက်ခိုက်ပေးနေတဲ့အကိုဖြစ်သူအနာတရားတွေရနေတာကိုစက်မကြည့်နိုင်တော့ကြောင်းပြောပါတယ်တထေးကတော့မရှိပါကိုသူ့ညီမကအာမပေးရင်ဘသူကအားပေးမှလဲဆိုကနှစ်သိမ့်ပေးနေပြီးအဲ့အချိန်ဤဘိုးရဲ့ထိုးချက်တွေကိုမရှိပါခုခံနေရပါတယ်မရှိပါရဲ့ခြေထောက်တွေရိုင်းလာခဲ့ပြီးအာသနေတဲ့အိဘိုကထိုးမုံတွေအာရပါရကျိုးနေတာကိုကစတာတွေကရှယ်အော်ပေးနေပါတယ်ခုမီလည်းသူ့အကူခံနေရတာကိုကြားပေမဲ့အားပေးဖို့ပြန်သွားကြည့်တဲ့အချိန်အလူအလဲထိုးခံထားရတဲ့မရှိပါဟာတိုးဝိုင်းထဲမှာမတ်တိုက်ချနိုင်နေတော့မှဖြစ်ပါတယ်မရှိပါရဲ့စိတ်ဓာတ်တွေပြင်းများနေပေမဲ့လည်းအကန်သက်ကိုရောင်းနေပြီဖြစ်လို့နောက်တစ်ချက်လောက်သာခံရရင်ပန်းတပွင့်လို့ညှို့ကျသွားမှာဆိုပြီးနီးပြကတွေးထားပါတယ်အဲ့အချိန်ဤဘိုးကဘော်ဒီကိုတိတ်ပေးလိုက်တော့မရှိပါရိုင်းသွားခဲ့ပြီးမျက်လုံးတွေဝေဝါးသွားပါတယ်
သူ့ရဲ့အတွေ့အထဲမှာသူ့ညီမလေးပေါ်လာခဲ့ပြီးအလုပ်တွေမကြာခဏအထောက်ခံခဲ့ရပေမဲ့ညီမလေးရဲ့ចောင်းစရိတ်တွေကိုပံ့ပိုးပေးခြင်းခဲ့ပါတယ်သူညီမအတွက်အားကိုးစရာသူတယောက်ပဲရှိတာကြောင့်အရှုံးပေးလို့မရဘူးဆိုတဲ့စိတ်ဓာတ်ကိုရိုက်သွင်းရင်းစုပ်ပြတ်နေတဲ့လက်တစ်ဖက်ကိုမရမကပြန်မြောက်လာခဲ့ပါတယ်။အီဘိုကအဲ့ဒီလက်ကိုဟန်ပြလို့ထင်လိုက်ပြီးရှေ့တို့သွားတဲ့အခါဖလစ်ကာချက်အထိုးခံလိုက်ရကဒဲလက်သီးကိုပါစားသုံးလိုက်ရပါတယ်။အီဘိုလဲကျသွားတဲ့အခါစက္ကန့်ပိုင်းအတွင်းပြောင်းပြန်တွေဖြစ်သွားခဲ့တာကြောင့်အကုန်လုံးအံ့ဩသွားကြပါတယ်။အီဘိုပြန်ထားခြင်းပေမဲ့လည်းအထိနာနေခဲ့ပြီးတမန်လုံးနဲ့မရှိပါကိုအနိုင်မယူနိုင်မှုဆိုပြီးတွေးမိနေပါတယ်။အဲ့အချိန်ဝေဝါးနေတဲ့သူ့ရဲ့အကြည့်တွေကနေမရှိပါရဲ့တုံရီနေတဲ့ခြေထောက်တွေကိုမြင်လိုက်ရပြီးသူလည်းပဲအကန့်အသတ်ရောက်နေပြီဆိုတာသိလိုက်ရပါတယ်။မိရတာတော့အရှုံးမပေးပဲအစောဆုံးထိတိုက်ခိုက်ခဲ့တာကြောင့်သူလည်းပဲလက်တစ်ဖက်နာနေရုံနဲ့အရှုံးမပေးလိုက်နိုင်ဘူးဆိုပြီးဆော့ဖြတ်လိုက်ပါတယ်။ဒိုင်လူကြီးနံပါတ်6ထိရေးပြီးသွားချိန်မှာအီဘိုပြန်ထလာခဲ့ပြီးနီးပြလည်းကျင်းနဲ့သွားပါတယ်။မရှိပါကသူအနိုင်ရဖို့အတွက်ဘလောက်ပဲထိုးရပါစေဆက်ထိုးနေမှာဖြစ်ပြီးအီဘိုကလည်းတန်မာတဲ့ပေါက်စားတယောက်ကိုတိုက်ခိုက်နေရတာဖြစ်လို့သူ့လက်သည်စုပ်ပြဲသွားပါစေအားရတဲ့အထိတိုက်ခိုက်သွားမှာပါ။